တချိန်ကမိန်းကလေးတယောက်ရဲ့ကာမကိုလိမ်လည်ရယူခဲ့တဲ့တယောက်ဆောင်မင်းတပ်စီးရဲပင်ပန်းစွာရုန်းကန်နေရမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့တချိန်ကအရှင်မင်းသားတစ်ဖြစ်လင်နေကားတွေအကြိုင်များခဲ့တဲ့တယောက်ဆောင်မင်းတပ်တယောက်အတိတ်မှာကျူးလွန်ခဲ့တဲ့အမှားကြောင့်လူပညာလောကကနေတွင်ပြောက်ခဲ့ရတာပါသူဘလို့မှားတွေကျူးလွန်ခဲ့လို့ခုချိန်မှာလူမသိသူမသိနဲ့ရက်ကွက်ကျူရက်ကွက်ချာမှာတကြမ်းလိုက်ဆိုရင်ပတ်စံရှာဖွေနေရတဲ့ဘဝကိုရောက်သွားရတာလေသူလုပ်ခဲ့တဲ့အမှားကမိန်းကလေးတယောက်ရဲ့ဘဝကိုသာမကလူမမဲ့ကလေးတယောက်ရဲ့ဘဝကိုပါအညွန့်ကြိုးစေခဲ့တာပါဖြစ်စဉ်အသေးစိတ်ကိုပြောရမယ်ဆိုရင်တော့လွန်ခဲ့တဲ့2018ခုနှစ်ကတရုတ်ဆောင်မင်းထက်ကမိန်းကလေးတယောက်ကိုနှစ်ကာလကြာမြင့်စွာတဲခဲ့ပြီးတော့လက်ထက်မဲ့အခြေအနေကြီးဖြစ်ခဲ့ကြပါတယ်မိန်းကလေးဘက်ကိုလက်ထက်မဲ့မျောလင်းချက်တွေပေးခဲ့တာကြောင့်မိန်းကလေးကသူ့ရဲ့ဘဝကိုသာမကစီးပွားရေးလုပ်ငန်းများစွာကိုလည်းပုံအပ်ထားခဲ့ပါတယ်ဒါပေမဲ့လည်းမိန်းကလေးကကိုဝင်ရှိလာတဲ့အခါမှာတော့ယောက်ျားဆန်စွာတာဝန်မယူတဲ့အပြင်ဒီချိန်က MRTV4 တရုတ်ဆောင်စိုးနေတာကျော်နဲ့ဖောက်ပြန်နေခဲ့ပါတယ်ကောင်မလေးဘက်ကနေတရုတ်ဆောင်မင်းထက်ကိုဘာမှမတောင်းဆိုခဲ့ပေမဲ့ကလေးလေးမွေးလာတဲ့အခါမှာတော့လင်ကောင်မပေါ်ပဲမွေးတဲ့ကလေးမဟုတ်ကြောင်းကလေးဖေကသူဖြစ်ကြောင်းကိုသာဝန်ခံဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့လည်းမင်းထက်ကကလေးအဖေကသူမဟုတ်ကြောင်းဘသူနဲ့ရလို့ရမှမသိတဲ့ကလေးဖြစ်ကြောင်းပြောဆိုခဲ့ပြီးမျိုးဗီဇ DNA စစ်ပေးဖို့ကိုလည်းညှင်းဆန်ခဲ့ပါတယ်ဒါကြောင့်မလို့မိန်းကလေးဘက်ကနေမင်းတက်ကိုကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆိုခဲ့ပါတယ်ပရိသတ်တွေပုံမယူရှာသွားစီတဲ့အချက်ကတော့မင်းထက်နဲ့စိုးနနာကျော်ကပြောင်ကြကြညှင်းဆန်ခဲ့ပြီးတော့တရားရုံးကအထွက်မှာမင်းထက်ကစိုးနနာကျော်လက်ကိုဆွဲကကလေးလေးချီထားတဲ့မိန်းကလေးဘက်ကိုလှည့်ပြီးတွေနဲ့လှည့်ထွေးခဲ့ပါတယ်ဒါနဲ့မကသေးပါဘူးသူများကြီးကိုစနိုက်ကြော်ထားတဲ့စိုးနနာကျော်ကဆန္ဒစိတ်လုံးဝမရှိပဲကလေးမေကို66ကာကြီးနဲ့ပသိမ်တရားရုံးမှာတရားစွဲခဲ့ပါတယ်။နှစ်ယောက်စလုံးရန်ကုန်မှာနေရသားနဲ့ပသိမ်မှာတရားစွဲဆိုရဲဆိုတာကကလေးမေကိုဝင်ပြီးစီလိုခြင်းဝေချင်းများစွာပုံမှုကုန်ကြစီလိုတဲ့ရွေးချက်ဆိုးတွေကိုမြင်တွေ့နေရပါတယ်။ဆိုးနနာကျော်ဆိုသူကတော့မြန်မာနိုင်ငံရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွေအချစ်တင်ကေတာဆိုင်အောင်လက်ရဲ့ခေါင်းဆောင်မင်းသမီးပဲဖြစ်ပါတယ်။သူမရဲ့ပင်ကိုဆိုးရတဲ့စိတ်ထားကြောင့်အဲ့ဒီစကားထွက်ပြီးချိန်မှာသူမကလွဲလို့အကုန်လုံးအောင်မြင်ခဲ့ပါတယ်။ဗီလိုင်းဖြစ်တဲ့ဝင်းမုံနိုင်ကခေါင်းဆောင်မင်းသမီးအဖြစ်စကားများစွာကိုရိုက်ကူးခဲ့ရပေမဲ့သူမကတော့ MRTV4 ကနေထွက်သွားရပြီးလူမြလောကကနေအချိန်အတော်ကြာပျောက်ကွယ်သွားခဲ့ရပါတယ်။မင်းကလေးတယောက်ရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့မင်းထက်တယောက်ဟာဆိုရင်ဖြစ်အခုချိန်မှာဘသူကမှစကားတွေခေါ်မရိုက်တော့ပဲပြင်းပန်းစင်းရဲစွာနဲ့ရှောက်ဖွေစားတောက်နေရပါတော့တယ်။သူကအခုလိုရက်ကွက်တီထဲမှာအပိမဲ့သူမရှိပဲတိမ်ငယ်စွာဖြင့်တချင်းဆိုရင်ပတ်စံကိုရှောက်ဖွေနေရတာပဲဖြစ်ပါတယ်။သူကတော့ပရိသတ်တယောက်ပဲရှိရင်တော့လူပညာကိုဆက်လုပ်သွားမယ်လို့ကြွေးကြော်ထားပေမဲ့အပိမဲ့လူတယောက်မှမရှိတော့ဘူးကသူ့လောက်ရက်တွေရဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။သူမိမစိုးနနာကျော်ကလည်းချိန်က MRTV4 မင်းသမီးလို့မထင်ရလောက်အောင်အခုချိန်မှာတောကားလူလိုပေါ်ကားလူလိုစုပ်ပြတ်တက်နေတဲ့ quality နဲ့လူမသိသူမသိဇက်ကားတွေပဲရိုက်နေရတာပါသူတို့များရဲ့အမားကိုနောက်နောက်မရတဲ့အပြင်မျက်နှာပြောင်တိုက်ပြီးနေကြတာပဲဖြစ်ပါတယ်ဒါကတော့ကျူးလွန်ခဲ့တဲ့အမားကြောင့်သူ့ရဲ့ဘဝဟာပိုပြီးတော့ဆိုးရွားသားခဲ့ရတာပါတကယ်လို့သူသာသူ့ရဲ့အမားကိုနောက်နာရခဲ့မယ်ဆိုရင်ပရိသတ်တွေကလည်းသူ့ကိုခွင့်လွှတ်ခဲ့ကြမှာပါပဲဒီအဖြစ်ပြက်ကနေဝစ်ဆိုတာနေမကူပဲလက်တက်ကြောင်းကိုသင်ခန်းစာယူရမှာပဲဖြစ်ပါတယ်ရှင်ကဲပရိသတ်ကြီးတို့လည်းဘယ်လိုသဘောရပါသလဲရှင်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုနောက်ထပ်တင်ဆက်ပေးသွားအောင်ပါမို့လို့အမြဲမပြတ်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရရှင်